ကဲရန်အောင်ရောင်းနေရမဟုတ်ပါဘူးတန်အောင်ရောင်းတာပါနော်ကိုရောင်ရှင်းစေးလေးနဲ့ရောင်းပြီးသွားမယ်ဒီကျွန်တော် Casio CTS 300နဲ့ keyboard လေးနဲ့ PH 160နဲ့ကိုရောင်ရှင်းစေးလေးနဲ့ရောင်းရပါမယ်မတိသူကြော်သွားတိသူဖော်စားပါပဲနော်ဒီကောင်လေးဆိုရင်ကျွန်တော်တို့ CTS 300ဆိုရင်10သိန်း3000ကို8သိန်း8000နဲ့ရပါမယ်တခုပါပဲသူကဘူးခွန်လေးတွေပြည့်စည်သွားရတော့ဘူးခွန်တော့မပါဘူးowner manual original adapter ပြီးလို့ရှိရင်warranty 1 year ဒီဟာလေးကတော့ PH 160ပါအခုEP အစ်စ်လေးတွေပေါ့နော်ရှားနေတဲ့ကာလာလေးမှာဒီကောင်လေးကလည်းအစ်စ်လေးပါ warranty 2နှစ်ပေးတယ်22သိန်း9000ကို15ရာခိုင်နှုန်း19သိန်း3000နဲ့ရမှာဖြစ်ပါတယ်သူလည်းဒီတိုင်းမှာပဲဘူးခွန်လေးတွေပြတ်သွားလို့ပါကျန်တဲ့ sustain battery ပါမယ် original adapter ပါမယ်နော် note stand တွေပါတယ်အကုန်လုံးသူ original တိုင်းပါမယ် official warranty 2 year ပေးမယ်ဒီကောင်လေးရှိပါတယ်ကိုတို့ဒါ stock လေးမကုန်ရင်လာပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်